ပြပါညာသားလေးစာလေးကိုထုတ်ထားပြီညာသားလေးပဲလိုက်ဆက်ပါကောင်းတယ်ခိုးပါအားလုံးပဲမင်္ဂလာပါနော်ဒါကျွန်တော်စာလေးကိုပြီးပါပြီမျိုးမင်းအောင်တင်ထားတဲ့ကြားပေါက်လေးပဲကိုညာသားလေးဒီကမျိုးမင်းအောင်ကြားပေါက်လေးဖြစ်ပါရနော်ထုတ်ထားပြီစာလေးကိုဒါလေးပဲညာသားလေးပြစ်ထားပြီကောင်းပါလေကဲမကောလက်ဖိုးပါကျော်ဆုံးရောက်ရအခုမှပြန်ဖုန်းစောကလာရတယ်ဒီကဒီပါယူမရအောင်ဒါလေးတို့ရတဲ့အောင်းပါတယ်ဗျဝမ်းစားတင်ရရှိရနော်ဒီမှာဝမ်းဖိုးပါဝမ်းဖိုးပါဒီပါပြီယူမရအောင်ဒါလေးတင်ထားပြီအောင်းပါတယ်ဂျာပေါက်လေးဒါလေးကိုတင်ပါပြန်ပါထိုးပါမှာဘက်ကလည်းကျွန်တော်ကမကတက်တာခေါ်ကြဟိုကအခုညဝင်ရောက်ဝင်ရောက်ဟိုဖုန်းဆောင်တော့အားရလေးကိုတင်ထားပြီညာသားလေးအောင်းပါတယ်ဝမ်းဖိုးပါညာသားလေးကကိုကွေးလိုပဲသားပြီလေဟုတ်ကဲ့ပါပါတယ်ကိုကွေးရခုပဲတဲ့မင်္ဂလာဆောင်တဲ့ပုံပါတယ်စံကုန်လာတာဆက်ကုန်လာထုတ်ထားပြီရိုးမအောင်ဒါလေးပြောက်ထားတဲ့ကြားပေါက်လေးသူရဲ့အဖက်ရတော့မလာဘူးပြောတာတော့ကြတယ်တဲ့ဟုတ်ကဲ့ပါညီလေးနော်ဆောင်းလို့ပွဲကောင်းပါလေနော်အောင်ဝေးဘကတော့ပုံပန်းပါကဲမကောပုံပါအေးပါတဲ့ဒါပေမဲ့ဒါလေးကဒီမရှိဘူးကတော့သူကပွဲကလိမ့်ခါတော့ဒီရချီရလဲဒီလေးကနော်ဆယ်ကြီးရှိရတယ်ဒါသိမှုပြည့်စုံလေးဝေးပါတယ်ကြမကောဝမ်းဖိုးပါဝမ်းဖိုးပါဖိုးဝမ်းပါဗျပြစ်ပါပါတယ်ဒီတော့လိုက်ကတော့တိုးတဲ့တော့ထိုင်လို့ရတယ်နော်ကိုယ်ကတော့ထိုင်မရပါဘူးအဲ့ဒါဘောပြီလေရှိမပါကြည့်ရအစမပြေပြောပါမယ်နော်မေးတော့မှကျွန်တော်တို့အသားကျောင်းစီကတေဝက်ဆက်မရှိဘူးလားဗျနန်းယုံပြီးချက်ကြီးနော်မရှိသေးပါဘူးကြီးနော်ဒါပေမဲ့သူတို့တဲနေပါတယ်လူမျိုးအောင်စားပေးပါထောက်ထားပြီကိုစာလေးဝေးရက်ကနဲ့တင်လိုက်တယ်ပျော်သွားပြီဗျတောက်ပေါက်လေးတင်ထားပြန်ပြီဖိုင်ဝမ်းပါဗျခုစပွဲရှိတာတဲ့ညီလေးရှိမဲ့ထင်နော်ခုစပွဲရှိပါတယ်ညီနော်အားရတယ်အယူလာတော့မရဘူးတော့လည်းမင်းတို့ယူမှလို့ကိုကြီးလည်းမလို့ဟေးဝါဒီမှာစားရတယ်ပါကဲဂျာဘော်လီကတော့သူ့ဒီပရောင်းဘယ်ကရုံးမယ်ပြောတာနော်စမ်းစီအဲ့ရကြတယ်တော့ကြည့်လို့စာလေးကိုဆက်မှာတော့စာလေးမြောက်ထားပြီညာသားလေးပြစ်ထားဖတ်ထားပြီပြီးသွားပြန်ပြီဟိုဂျာဘော်လီဝမ်းဖိုက်ပါဗျဝမ်းဖိုက်ပါစစ်တာက40တက်မှာအားလုံးပဲနော်ဒီခေါင်းကတော့လည်းမကြည့်ဘူးဗျကျွန်တော်ဖုန်းအဟောင်းလေးနဲ့လွှတ်နေရပါဘူး40လုံးကြာသေးတယ်ကိုလုံးလေးလုံးကြာ80ပဲတော့သေးတယ်40လုံးကြာသေးတယ်ပေါ်ဆိုင်ဒါလေးပဲပါသွားပြီညာသားလေးပြီးသွားပြီဟိုစာလေးကိုဒါလေးကြောက်ထားပြန်ပြီကောင်းပါလေညာသားလေး2ဖိုက်ပါအဲ့တောင်ပဲထိုးရမှာစားပစ်ကဟုတ်ကဲ့မလို့ပြောရလဲဘယ်ဘက်ကဒီဘက်ကပေါ်ကိုကြီးဒီလိုမှပါတယ်ကလေရှိရလည်းပုံနေဒါလေးပဲတည်ထားပြီကြောက်ပေါက်လေးပါစားလိုက်ဖိုက်2ပါဗျဖိုက်2ပါကိုခွေးပြောတဲ့အတိုင်းပါလိုက်တော့အဲ့ရရပါရှော့ပြီးတော့ပုံဝဲတဲ့အတိုင်းတော့ခုရှိတော့ဘုရားအများကြီးဒီမှာလေဒီမှာဒါလေးဒီထဲမှာဝင်ရဒီထဲဝင်လာပါဦး
ဖိုက်ပါလူမရောက်ပဲဒါလေးမြောက်ထားပြီးကြားပေါက်လေးဟောလိုက်တာစပေါင်းလေးတော့ မကောက်ဖိုက်ပြီးပါ ကြားပေါက်ကလေးလို့ခေါ်တာတော့ကြားပေါက်က2ယောက်ဖြစ်နေတယ်နော်ကြားပေါက်မှားမှာဆိုတော့ဒီမှာကြားကြီးကြားလေးရတယ်အဲ့ဒါတရေကလူကြီးရတယ်တရေတော့အဲ့တရေလားအဲ့ဒါတရေလား2ယောက်စလုံးပါဘောလုံးလေးကရှိပါပါညောင်းလို့တက်တယ်ဟုတ်တယ်ကဲလိုက်လေးပဲအဲ့တိုင်းကြီးလို့အစီအပြေပါတယ်တဲ့ဟုတ်ကဲ့ပါနော်နည်းနည်းလေးတော့ချလိုက်ပါဗျာဒါလာဒီလိုပါတော့ဒါစားပြီးအားကုန်နေဆိုတော့နော် short တွဲတော့ရောတွက်ခံရမယ်နော်ပွဲတွေရတော့ ရိုးရိုးပါဆိုတော့ ဒါလေးပဲ ဘိုင်းကြည့်လာမသိဘူးနော်ကျွန်တော်နည်းနည်းပေါင်းနေနေဗျနော်ခွေးရတော့ ကျမကောက်ဖိုက်ပြီးပါ အဲ့ရောဗျာဝဲထားဖို့ကျေးဇူးဆုံးငါကတော့ fight 3ပါ fight 3ပါဗျာ အောင်ဆရာလေးတိုင်ရတော့လားချင်းတယ်မသိဘူးတရားပြအဲ့ဒါကျွန်တော်ဒီကြောင်းကဘုံတော့မဲ့အဲ့လိုတော့ပြရတယ်တော့ယူလိုက်ဘူးအဲ့ဒါကြောင့်ဟောလို့အခုတာလေးနောက်လာဒီကချက်ပြီးတော့ဆုံးရအောင်ဒီကချက်ပြီးတော့ပေးလို့တယ်သိတာလေအိုးဖို့ပဲလေးရောက်တာအိုးဖို့ပဲလေးလို့ဒါနေတော့ပါတော့ဆက်တော့ဒါလည်းတော့ဆိုရတယ်လုံးမအောင်ပဲဒါလေးပြောက်ထားပြီးကြားပေါက်လေးကောင်းလိုက်တာဟို fight 3ပါ ဒီဝဲတော့သူ့တော့ဒီမဝဲဘူးဆိုတော့ကြားပေါက်လေးပါဒီကလည်းရိုင်းတယ်တော့လည်းမရဘူးကျွန်တော်fight 3ပါဗျာနော် ဟောင်းလေစစ်3ပါဗျာလုံးမအောင်ဆောက်တော့ပေါ့ပါတယ်နော်စစ်3ပါ ပြရတယ်ပေါင်းတယ်နော်ကဲမကောက်စစ်ပြီးပါ ဘိုးမင်းအောင်စားပေးပါထုတ်ထားပြီစာလေးဝင်တစ်ချက်ထုတ်တယ်ညာသားကိုတင်ကိုပဲပြီးသွားပြန်ပြီ3စစ်ပါကိုစနေတဲ့ဝဲမရှိဘူးလားတဲ့ညီလေးဘယ်စနေလဲညီလေးကိုမသိပါဘူးညီလေးနော်စနေကညာသားလေးပြန်ထုတ်ထိုးထားပြီဓာပေါက်လေးဘိုးမင်းအောင်လိုက်အုပ်ထားတယ်ဗျာနော်ကောင်းလိုက်တယ်စစ်3ပါဘိုးမင်းအောင်စားပေးပါထိုးထားပြန်ပြီကိုစားလေးဝေးဒါလေးပြောက်ထားပြီကောင်းပါတယ်ညာသားလေး 3စစ်ပါဗျာဒါလေးဆိုတော့ဒီသားရဲ့ဒီပရာပါဗျာနော်ဟောက်ထားပြီလူမအောင်မြောက်ထားတယ်4စစ်ပါအမားများလို့ဆုံးပါ ကဲဗျာ ဒါကတော့စစ်ပါ5စစ်ပါဗျာဒါကတော့စစ်ဖို့ပါ စစ်ဖို့တယ်ကြောရတယ် ကြောတယ်ဒီမှာကြာပြီ ဟာမင်းလုံးနဲ့ဝါရတယ်ဘယ်လိုမှလူမအောင်စားပေးပါဟောထားပြီဒါလေးွယ်ပဲဒါလေးကြောက်ထားပြီမထီဘူးဗျ4စစ်ပါညာသားလေးစားပေးပါ ဝေးမြန်မာတိုင်းမကြောက်ဘူးစားပြတ်ခွင့်ပေါ်စားပြတ်ပြီးပါ ဟောထားပြီရန်ကျောက်ကနောက်ပြောက်ဘူးလေရှင်းမှာပါနဲ့ဟုတ်တယ်ဒီတဲ့တော့ဟိုကစားလို့မရလို့မစားတာစားလို့ရဘူးမှာပဲဟိုလေက7-4ပါဗျာကိုပါ ညာလေးပိုက်တိုးပါရနော်7-4ပါ7-4ပါဟိုကအောက်ရဲလေးရမ တို့မအောင်စားပေးပါဗျ နေ့ကဘဲနေတယ်ဟိုက ကောင်းလိုက်တာလိုင်းထဲမှာပြီးသွားပြီညာသားလေးဒီကွတင်ထားတယ်ကောင်းလိုက်တာညာသားလေး4-7ပါဆိုရတော့ရင်းကောင်နိုင်ပြီ
ပတ်ကလည်းပေါ်မပြတယ် အောင်မို့ကြီးကျေးဇူးပါနော်ဒီဘက်နေရက်ပြီလို့ ရေရိုးတွေခတ်တာများတယ်ဟုတ်လားစားလို့ခတ်တာများညာသားလေးစပစ်ပါညာသားလေးဒဲချုပ်ထိုးထားပြီခိုင်ထားတယ်မျိုးမြောင်သားလေးမြောက်ထားပြီဘောင်းလိုက်တာကြားပေါက်လေး 7ဖို့ပါ ရေအိမ်တော်နဲ့ပဲလား ခုပဲတော့နောက်လို့ရတာတဲ့တန်ရခီးတွေနော်ကိုကြီးပဲပါနေတစ်ချက်ဟိုင်းမိထားကြီးနော် တယ်ပါပဲကြောင်းလဲပါဘယ်ကွင်းလဲရတယ်ဒီဒါပဲတိမ်ကွင်းပါနော်ပြိုင်ကွင်းတော့မဲ့ကွင်းပါစာလေးဝေးပြီဝေးတယ် ဝေးပါတယ်ဗျ47မှာ ဘုရားမဆဲပါနဲ့ဟုတ်ကဲ့ပြောလိုက်မယ်နော်ဒါလေးပဲကြားပေါက်လေးလူမြောင်အိုးကောင်းပြန်ပြီကြတော့ 57မှာ 57မှာ ကဲမကောက်57မှာကျောင်းဆရာလေးပြောရရ မှားများတဲ့ဘက်ကတော့ရှုံးပါ ဟုတ်ကဲ့နော်ကြည်လာရဲ့ကျောင်းဆရာရဲ့စောရဲ့နော်ဟို အရန်ခွေး အဲ့တော့စာလုံးကဟိုအငယ်အောင်နော်အဲ့၄ယောက်တော့တည်တယ် ရှာတော့ကိုမလိုက်သားလေးနေလားဘုရားတရားတက်မလာသေးဘူးမင်္ဂလာပါကိုဘုန်းကြီးဟုတ်ကဲ့ကိုလိုက်သားလေးမင်္ဂလာပါနော်ညာသားလေးပိုက်မကျော်ပြန်ဘူးဟေး 5ပါ ပိုက်ပါ ဟောအဲ့5ဖြစ်သွားပြီနော် ဒီဦးကဘယ်လိုခတ်မှလဲညီလေးမသိသေးဘူးညီနော်စက်ပွဲရှိရပြောတယ်ဗျာ ဆေးပါနော်ကိုလုံးနဲ့ဆရာမကြီး စက်ပွဲတွေပါနော်တက်ပွဲမို့လို့ပါဘူး စားရဲနေတယ်ဘောကြီးဟုတ်ကဲ့ပါဘောကြီးပြည့်ပါလေနော်ရက်နေသားထွက်တာပဲနော် ရှိတယ်လားခဲ့ အဲ့တော့ငခုကိုပြောင်းလာမယ်ဟောမှာကတော့ဟေးဟိုက်ပါနာမည်လေးနဲ့ခေါ်ပြီးတော့ရတယ်အောင်မင်းလိုက်မင်္ဂလာပါကြီးလေးကျန်ခွဲဘယ်နေ့ ဘယ်ကွင်းလဲဗျချင်းမင်းဝေဒါညီလေးပသိမ်ကွင်းပါညီလေးနော် ညာသားလေးလိုက်တော့ ဒါကိုတို့ပသိမ်မျိုးရဲ့ကိုချက်ကွင်းပါကိုချက်ကွင်းပါနော် တိုင်းသားဦးကျော်ကြီးကျန်ခွဲရစီရင်နေပါသူရှင်းပါတယ် ကိုချက်ကွင်းပါညီလေး ဟောဖိုက်ပါ အဲ့ပါရုံမြောင်တင်ထားပြီဂျာပေါက်လေးဘာလို့အိတ်ဖိုက်ပါ အေးဖိုက်ပါဗျ ကိုရဖို့ကောင်းပါလေနော်အတန်ပဲကြားတယ်ဟုတ်တာပြီစာလေးကိုရက်ကန်နဲ့လိုက်တင်ထားတယ်ညာသားလေးကောင်းပါတယ်ကတ်ဖိုက်အိတ်ပါဗျ ဘယ်လိုမျိုးလဲကျွန်တော်လည်း ကျောင်းစရာတိုင်ဝဲတင်းကဘယ်သူတွေပါတဲ့ကိုတဲ့ညီလေးနေလေးအောင်ကျောင်းစရာ messenger ကိုလာခဲ့ပြီနော် အတိအကျကိုမသိပါဘူးညီလေးနော်သူလာတော့ငယ်ကောင်တို့ကြည်တာတို့ကျောင်းစရာတို့ဒီလိုလာရတာနော် messenger ကိုလာခဲ့ပြီ messenger ခိုင်းလာပြီပါနော်ဘိုးကြီးနိုင်ပွဲဆက်နေတယ်တန်းအောင်ကြီးနေမနှောင်းနဲ့နော်စာလေးဝင်နေလာပြီညာသားလေးမထီဘူးဗျာတော့မျိုးမြောင်မြောက်လာပြီ ကဲမကောက်9ဖိုက်ဖြစ်သွားနော် 9 5ပါ ဝယ်မဖြစ်ဘူးလားကျောင်း ခဲ့တယ်နော် တော့တယ် ခဲ့တယ်လာတော့တော့ဘာလဲမတ်တယ်နော်ဒီတော့ဘုရားရမှာဟုတ်ဘုရားရအောင် ဒီကဟေးကိုဒီက ကြံရအောင်လက်ခွင့်ရလေးပြောပြရတာလာကျင်လို့ပါဗျချင်းမင်းဦးကြီးလေးဒါဘန်ဝေးကုန်းပလန်းလို့ပြောတယ်ဗျာနော်ကိုကြီးလေးနေရအတိအကျတော့မသိပါဘူးနော်ဘန်ဝေးကုန်းပလန်းမှာ ရှိရပွဲရမရှိဘူး သင်္ကွင်းရှိပါကြီးနော်ပသိမ်မျိုးဘန်ဝေးကုန်းပလန်းမှာ ကိုကျွတ်မစောရင် အားကြီးပြပါလေအားပါလေခက်ပဲလို့ဒါလေးကိုကြားပြီညာသားလေး
ပိုင်တိုင်းမှာ ခိုင်းနိုင်ပါဗျာပေးလေးကိုလက်ရရှိတဲ့ကိုရောက်အောင်နော် ကျောင်းပေါလေးဖမ်းလာတဲ့လူပြောင်းနေလာပြီ 9 5ပါဗျာ ကျောင်းတယ်လည်းဘာလို့လဲသူကတစ်ပဲ တော့အားလုံးနော်ဒီ channel လေးကိုလည်းအားပေးကြပါဦးနော် လူပြောင်းလာပြီ လာနာပါကြရှိတယ်နော်အဲ့ဒီကိုဘုံဘုံကိုရိုက်ကြပါဦး ပိုင်တိုင်းမှာ လူတွေပြင်းဝင်လိုက်တယ်ဘယ်ကကြောက်တယ်တော့ခေါ်လို့ချတာလဲဆိုအားချကိုနဲ့တာဝဝခက်ချင်တယ်အေးငါဝလုံးဖြစ်ခက်ချင်တယ်ပါဗျာမရအောင်လည်းဘယ်လိုလဲဟောလာပြီအပေါက်လေးပဲအားကြောင့်အားကြောင့်လာကြပြီ ဘုံမိုင်ဘောအားလုံး ကျောင်းမင်းလာတယ်လုံး ဒီကောင်ကဓာတ်ကောင်းလာတယ်နော် မဟုတ်လေ ဒီကောင်ဓာတ်ပြီလား ဒီကောင်လေးတော့မဟုတ် မြောက်စပင်းဟောလာပြီညာသားလေးထုတ်ထားတဲ့စာလေးဝင်တင်ထားပြီညာသားလေးပဲကောင်းပါ ခိုင်းနိုင်ပါဗျာ ပိုင်တိုင်းမှာ ညာသားလေးစပင်းပါမြောက်တော်လေးထုတ်ထားပြီညောက်ထားတဲ့ကောင်းလိုက်တာတပ်ပါ 9 5ပါအပေးမယ်ဗျာတန်ခီးတွေနော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းလေးခေါင်းလေးထိထားပါအောင်ညီနော် တက်လာမှာပါနားလေးလေးနဲတော့လူနှမ်းလွယ်ပြီညာသားလေးလိုက်ထုတ်ထားပြီမိပါပြီ တန်ဝေးကဘေးချင်းမရပါမရတဲ့ကျွန်တော်လာအားပေးရပါနော်ဒီငါးလေးကုန်ပါတယ် တော့ ဘ ပိုင် န်း တို လေး င်း က မှာ ဘေးချင်းမရပါဗျာ အေးအောင်ကြားတယ်တော့ပါ ရှိတာမပြောဘူးဆိုတော့ရုံးလက်တိုင်းနဲ့ဝင်ခါလိုက်ကျွန်တော်ပြောဦးသေးပါလေနောက်ဘွဲတကြတော့တင်ပေးမယ်နော် ဒီဘင်းဆိုတာလည်းကိုလိုတော့ပေါ် ကဲမှတ်ပြပါကြနော် ဒီနေ့မှာမာတစ်စိတ်ကမှရရှိပါရစစ်နိုင်ပါ ။ညငွေကျွေးကျွေးတယ်။ကျွေးမှု ကိုပွဲကြောင်းတော့လာပွဲတွေစားတော့ပါဘာလို့လဲအဲ့တော့အဲ့တော့လည်းမလိုက်ပါရှိတယ်အားကြောင့်ကိုတောင်းလေးရဖြစ်နေတာပါဟောဘက်ကလည်းပေါအောင်လို့ပေါင်းလိုက်တာကြားပေါက်ပြီး မမောင်းနိုင် နိုင်စစ်ပါရေးတယ်ပေါ့ဗျာရေးတယ်ပေါ့နော်ဒီတော့ဟိုတယ်တော့ဒီရ ကိုပွဲတွေကြည့်ရဒီပါဟုတ်ကဲ့ငါဘောဒီ အာတော့ဒီ ကိုကြည့်ဖို့တော့ကျွန်တော်ရှုံး ခက်ကလည်း ပတ်ဆက်လေးခတ်ပေးပါမယ် ဆဲလာတယ်အကုန်လုံးခံရပါတယ်ဆိုကုန်းပါလေဆိုရင်းရောက်လို့ ရောက်နှစ်ယောက်လည်းတော့ပါလေရောက်တော့ အဲ့ဒါတင်းတင်းလာပါလား နှစ်ယောက်လည်းအကျေးကြီးတော့ မမောင်းနိုင်စစ်ပါ စီဦးက ရုံးမြောက်စားပေးပါရုံးမြောက်ထုတ်ထားပြီညာသားလေးစားပေးပြောင်းထားတဲ့ညာသားလေးတို့ထားပြီမိသွားပြီချားပေါလေးနောက်ပြန်ကုန်းထားတဲ့ရုံးမြောက်လိုက်ထားပြီကိုစားလေးခွေညာသားလေးကိုတင်ကိုပဲစီခွေလေးနဲ့ထဲထားတဲ့ရုံးချားပေါကိုတင်ကိုပဲလက်စစ်ပါဗျာ တန်းစစ်ပါ ကိုချမ်းကျော်ရေးမင်္ဂလာပါတည်း ကျောင်းစရာနှစ်သုံးကကျောင်းစရာလက်စုံဘယ်ကကားပြရတယ်ဒီ ညာသားလေး ကျောင်းစရာနှစ်သုံးဘယ်က ကောင်းလေးနဲ့ပတ်ထားပြီ ညီလေးအကေဝင်းညီလေးဘာပြောမှလဲညီလေးတော့နားမလဲဘူး ကဲမမောင်း11စစ်ဖြစ်ပါလေနော် 11စစ်ပါ လက်ဘင်းစစ်ပါဗျဒီစာရဲ့ကျောင်းစရာ73ဟာဘယ်ကခက်သုံးလုံးလားခက်ရတယ်ကိုနားမလဲဘူးညီနော်ဒီစာရေးတာ ဒီသား33 55လောက်ကိုကအရှုံးပေးတယ်မင်းတို့ကျေး20 30လောက်ပါခက်ချုံတာနိုင်တာမဟုတ်ဘူးမင်းကဘူးနဲ့အေးရကျွန်တော်ဘူး33ပါစားဘယ်နဲ့ပဲနေမှာပါ ဟာဟောလည်းဘက်ပတ်နေတာကွာ ကိုယ်တပည့်ကျော်တည်းရှိရတယ်ဟုတ်ပါတယ်မေးလားဝယ်ရဒါကတော့စစ်11ပါပဲဟုတ်ပါ စစ်11မှာ
ညာသားလေးစပ်ပြပါဟောလာပြီရပေါင်းလေးခန်းထားတဲ့ဝမင်းအောင်နောက်ကိုထောက်တိုက်တာ11စစ်ပါဗျ သွားပြီတော့လည်းစစ်ပါ ဘာသာအောင်ကောင်ဆယ်လက်တိုက်တာပေးရတာနော်အိမ်သာတော့မှာကျွန်တော်နတ်တယ်လည်းပါတယ်ဗျနော်တဲ့လားအေးအိမ်ကြောင်ဆိုင်တယ်ပေါ့ဟိုလာပြီစာလေးခွေပဲစာလေးမြောက်ထားပြီညာသားလေးလိုက်တို့ထားတယ်ကောင်းပါလားကောင်းပါ ကျောင်းစရာအဲ့ဘက်က3ကျောင်းစရာနှစ်ပေးရင်အဲ့ဘက်ကညီလေးဘာရေးရောညီလေးကျောင်းစရာနှစ်ရင်ဘာရေးရောနားမလဲကျောင်းစရာနှစ်ပေးရင်လားကျောင်းစရာနှစ်ပေးရင်အဲ့ဘက်က ကဲမကော7 11 3ကတော့7 11ပါဗျာနော် ပိုက်9ပြီနေခက်မဲ့လို့ရှိတာလို့ ဟိုဘက်လည်းတစ်လုံးရတော့နောက်တစ်လုံးလည်းရအောင် ညီလေးပို့ရစာကိုဒီဘက်နားမလို့ညီလေးကထိုင်းမနေရကြားလာတော့ညီလေးတွေဘာစကားကြီးတာလည်းပဲတော့ညာသားလေးစပေးဖြုတ်ထားပြီပြီးသွားပြီဒါလေးမြောက်ထားတယ်ကြားပေါက်လေးပဲကောင်းပါတယ် လုံးမရောထင်အောင် နံပါတ်6ကြီးကိုရှောက်သွားတယ် ဟုတ်ရင်ညီလေးရဲ့စာညီလေးရဲ့စာကိုဖတ်ရမှာညီလေးနော်ကျောင်းစရာရဲ့ကျောင်းစရာနှစ်ရင်တဲ့ တို့ထားပြန်ပြီ အဲ့ဘက်က3ရင်9မိနစ်ခက်မဲ့လို့ရှိလားလို့တဲ့ကိုကြီးမရတာညီလေးနားမလဲဘူးညီလေးရဲ့စာနားမလဲဘူး ကဲမကော7 11မှာ စာလေးကလက် ဟုတ်ညီလေးရဲ့စာကျောင်းစရာနှစ် ကျော်တော့နောက်တယ် ဒီဘက်က3ဟုတ်လား ပေါင်းလိုက်တာကြားပေါက်လေး ကျောင်းစရာနှစ်3မေး9မိနစ်ကိုစော့မဲ့လို့ရှိတာလို့ညီလေးရဲ့လားဟုတ်လားနားမလဲဘူးညီလေးရဲ့စာကိုနားမလဲဘူး လိုမေရောဇာပဲပါညာသားလေးပဲဒါလေးကိုမြောက်လာပြီဟိုကောင်းပါတယ်ညာသားလေး 7 11ပါဗျကျောင်းစရာဘက်က2ပရိဘက်က3 9ပြည့်ကဟောဟုတ်တယ်ညီလေးနော် ဟုတ်ကဲ့နော်မျိုးမင်း တရားစစ်တော့ကျောင်းစရာဘက်က2ပရိဘက်က3 9ပြည့်နေခပ်ပြည့်ရှိတာလို့မေးတာတဲ့ကိုနဲ့ဟုတ်တယ်ညီလေးနော်မသိပါဘူးညီလေးနော်ကိုကြီးနားမလဲပါဘူးအဲ့ဒါသူတို့စော့ပဲလို့ရှိတာမရှိတာသူမသိပါဘူးနော်အခုဒီဘက်ကတော့ပိုက်ချလို့မရပါဘူးနော်ပိုက်ချခြင်းနဲ့ဆိုရင်ဟိုဘက်ကကိုရင်တော့ဆော့မှာဒါ9ပြည့်30အတေးပါနော် ဟဲ့လားဟိုဟာတော့ပါရလာတယ်ပဲတော့ ဒီကားစပွဲရှိတယ်နော် ဒီတယ်ပြီးတော့ဟုတ်တယ်ဒီရဘွေးကိုဒီရတဲ့လုံးတုံးနေတယ်အောင်းလို့ ပွဲပြီးမှခေါ်ပါလား ဦးကြောင်ကိုရောက်ပြီလားတဲ့ဒီလေတော့မသိပါဘူးညီလေးနော်မတွေ့သေးပါဘူး ညာသားလေးစားပေးပါအဲ့လေးကိုကိုကြီးပါလောက်တယ်ဟာဦးကျော်မိတာဒါလေးပဲပေါင်းလိုက်တာကြားပေါက်လေး ကဲမကော11 7မှာ level 7ပါဗျ ဘက်ကတော့11 7ပါဘယ်အောင်စားပေးပါဘယ်အောင်ကိုထူးအောင်ရှင်းနေဘူးလေ 7 11ပါဗျဆံဝက်ကဖိုင်လိုက်ဖွင့်လာအကိုတဲ့ညီလေးပါတော့ခံမှာစားပြီးအကြိုက်ခေါင်းတို့ပဲခေါင်းကျုပ်ပဲခုံလို့ပြီနော် ကြားပေါက်လေး ပါတော့ခံမှာပိုက်9ပြီ30 ဘယ်အောင်မာလာပြီပတ်ထားတယ်ဗျာတော့ကြားပေါက်လေး 7 11 ပါဗျ စီထိုးတာလေ ဟုတ်တယ်ညီလေးကိုဖုံးပါနော် ဟိုလာပြီညာသားလေးပဲစာလေးကိုမြောက်ထားတယ်မိအို ညီလေးကြီးနဲ့အဓိပ္ပာယ်ကကျောင်းဆရာနှစ်ပသိမ်3 5မိနစ်ကိုစော့ပြလို့ရှိတာလို့ညီလေး သမားရအောင်တော့ စာရေးတာမလားရ ကာလာ ကိုပုံး
ရှိလားဟုတ်ကဲ့ရှိပါပြီဗျာနော်တေယိုစော်ရဝေနဲ့လာတဲ့ပုံပေါ်မှာရှိပါတယ်နော်နိုင်သား သူတို့ဟာပြောနေတယ်ဟာကိုကြီးကလား ဒါကတော့7 11ပါဗျာညာသားလေးဆော့ပစ်ပါဟိုလာပြီရုံးမရရှိခွေလေးဆော့ပစ်လဲလို့ရှာဟိုလိုအကောင်မလာဘူးလားပြီးပါပြီဂျာပေါလေးမြောက်လာလေညက်ပါဟုတ်တယ်ဒီနော်ကိုကြီးမသိပါဘူးကြီးနော်အပွဲဖြစ်လာမသိပါဘူးနော်ပသိမ်မှာ9မိနစ်စော့မဲ့လူကြည့်တော့ဘူးဘာလို့ရှိရတော့အခုဒီကွင်းရဲ့ပိုက်က6လို့မရပါဘူးနော်9မိနစ်စော့ချင်တယ်ဆိုရင်ကိုယ်မှကွင်းရှိပါသေးတယ်ဒီကွင်းကပိုက်အသေးပါ9မိနစ်30အဲ့ရမယ်ဒီလေးညာသားလေးရရဖိုင်ဟုတ်တယ်ဘယ်ကတော့ကြီးနေတာဟုတ်ကဲ့ပါကိုကြီးဒီရက်ကိုလာမခေါ်ပြီတော့ sorry ပါနော်ဟုတ်ကဲ့ပါကိုနိုင်လေးကိုကြီးဘယ်တော့ရောဆလေးနဲ့ဘယ်တော့ဆောက်ကြဒါလေးပဲရှားပေါက်လေး တွဲစင်းပါဗျာ မမတွဲစမ်းမှာ ကြားပေါက်လေးလုံးမင်းအောင်ခုကတော့မခက်ဘူးလားတဲ့ဒီမခက်ပါဘူးကြီးနော်ဘယ်မမြောက်လေကြီးနော်အောင်တော့မျိုးမင်းအောင်ကြားပေါက်ဘောတို့ဒီဝနာတို့ဂူရီရဗျာဟုတ်ဆယ်လေးမှာတော့ရတော့တော့ညာသားလေးကဲဒီပွဲပြီးတော့ဆရာလေးကြည်တာနဲ့ခွဲဖို့ဝနာပွဲလာဖြစ်မလားဗျာအားလုံးစောင့်ကြည့်ကြ ကဲတရခီးတယ်နော်ညီလေး အားလေးထုတ်ထားပြီ ညီလေးပြောနေတဲ့ခုပွဲ အားလေးခေါင်းလေးနဲ့ပဲ ခုပွဲဒီပွဲပြီးရှိရင်နော် ပါပြီဒါလေးကြောက်တဲ့မျိုးမရော 7ပါဗျာ 7ပါ ကုန်ပြန်ပါပြီလို့နော်ဒွေးရမှပြန်ပြီဘောကမဲ့ကကိုလုံးကြီးအကောင်ပြပေးဦးကိုလုံးကြီးအကောင်ပြပေးဦးကိုဟိုးနဲ့ညီလေးတော့ခဏနေတော့ကိုပြပေးနော်ဒုံကြီးစိပတ်တော့ပါနော်ဒါရလေးလိုက် ကိုကြီးပြမှာရှေ့တာပါညီနော်ဝင်ကြည့်လိုက်ပါဒါလေးလိုက်တုတ်ထားတယ်နော်ဒီဘိုးတိတ်ပါပြီလို့ကျွန်တော်တို့ရပြပါရနင်းဘုမေရောဒါလေးပြောင်းထားပြီကြားပေါက်လေးပေါင်းလိုက်တာပိုက်မလားပိုက်မလားလေအေးပိုက်မလားမာတော့ကလုံးမရောက်စားပေးပါကျွန်တော်ဆရာတော့ကြာ ထုတ်ထားပြီစာလေးဝေးစာရလေးမြောက်ထားတယ်ဗျညာသားလေးကခေါင်းလို့ဗျနော်ပိုက်ကျော်ပါတယ်ဘာခဲ့ရင်ကိုလှန့်ဖြစ်သွားဒါလေးပြန်ထုတ်ထိုးထားပြီလုံးမရောက်ဒါလေးမြောက်ထားတယ်ကြားပေါက်လေးပိုက်ကိုးတယ်ဗျနော်ဘုန်းကြီးဒီလာပါအားပေးတယ်ဗျဘုရားကြီးဒီလာပါ ကဲမကောအိပ်ပွိုင်မှာ ကြားပေါက်နဲ့သုံးပေးလာခဲ့ပဲ ပုံနာမြေ တော့ပါကြားပေါက်နဲ့သုံးပေးလာခဲ့ပဲကြားပေါက်နဲ့ပုံနဲ့ပေးတော့တယ်ဗျတော့မြတ်သူတို့ အားပေးခေါ်တယ် ကျွန်တော်ဆက်ပေးမယ်ဗျ အားပေးတဲ့မဟုတ် ကြည့်လာခဲ့ပါ ဒီကချက်ရအောင်လား ဘူးဒီလေပဲဒီလာလို့ကဲမကောအိပ်ပွိုင်မှာနော် ဥဝေကပါသားဖိုင်လိုက်တာကြီးလေးပါသားခံပါနော်
ညာသားလေးဖြုတ်ထားပြီ ငါးဘက်ခုနှစ်လက်မှာတဲ့နော် ဒါလေးလည်းမြောက်ထားပြီကြားပေါက်လေးမိုက်တာကြားပေါက်လေး ဒီလိုတော့လာတော့ဘူး ဒါတော့ကျွန်တော်တို့လက်ရှိမြန်မာပြည် ကျောင်းဆရာကြည်တာနော်ကျောင်းဆရာကြည်တာခွေးဘူးဝင်တော့ပါနော်ခွေးဘူးထိုးကျောင်းဆရာထိုးပါနော်စာပေတွေကပိုက်9ဘက်ခွန်9ဘက်ခွန်ပါတော့ခံပါညီလေး ဝေးပြန်ပြီကြညာသားလေးစားပြီဝိုင်းဆရာတို့ဟိုဟာကျောင်းဆရာနဲ့ဆရာလေးနဲ့ ကျောင်းဆရာဝန ဆရာလေးနဲ့ကြည်တာနဲ့ဝနနဲ့ခုတူတယ် မဟုတ်ညီလေးအခုကကျောင်းဆရာနဲ့ခွေးဘူးနဲ့ကျောင်းဆရာနဲ့ဝနနဲ့ဘန်းခွဲနေရမှာညီလေးနော်တွက်ခတ်လို့မရဘူးကြအခုဒီပွဲပြီးကျွန်တော်တို့ပြည်သာကျောင်းဆရာဝနခွေးဘူး မိဝါပြန်ပြီ ပိုက်9ဘက်ခွန်မှာရှိပါတယ်နော် ပြီးဆုံးသွားပြီလား ဟိုပဲပွဲပြီးဆုံးမှာတန်ရခီးတွေညီလေးနော်ကိုကြီးဘိုင်ဘာကိုလာခဲ့ပါညီလေးနော်9:55လေးခွန်ဘိုင်ဘာကိုလာခဲ့ပါလို့နော်